မင်္ဂလာပါညီကိုတို့ဝက်ဖို့အတင်းတိုက်စီကစားမှာအမ်ဘူမိုအတွက်ရက်ဖို့လူချင်းနဲ့ပြောင်းရွှေ့ကြီးပေါင်း63တန်းကို United ဘက်ကနေနဲ့ပေးသားမယ်လို့သိရပါတယ်။အမ်ဘူမိုကိုပထမချိန်ကဏ္ဍတုန်းကပေါင်45တန်းအပြင်အပေါ်စုကြီးငွေ10တန်းနဲ့ကန့်လန့်မှုကိုပေးချခံရပြီးမှဒုတိယအချိန်အနေနဲ့ပေါင်63တန်းအပြင် United အနေနဲ့ကန့်လန့်တော့မှာဖြစ်ပါတယ်။အမ်ဘူမိုကလည်းစပါးတဲ့ဆိုင် United ကိုပဲဦးစားပေးပြောင်းကြည့်နေပြီးUnited ကလည်းအမ်ဘူမူကိုစုချင်းငွေပါဝင်ပေါင်73ငွေဝန်းကျင်နဲ့တရားဝင်ကမ်းလို့မြည်ကိုသိရပါတယ်။နောက်တဲ့သတင်းက Redford ဒီဘာစီလိုနာကိုကစားချင်နေပြီးပြောင်းရွှေ့နိုင်ရန်အတွက်ကြိုးပမ်းနေလို့သိရပါတယ်။ Redford ဒီ United တွင် Double Lookup ပေါင်3သိန်းရရှိနေပြီး Redford ကဘာစီလိုနာကလွှဲရင်ဘယ်အသင်းမှမပြောင်းချင်မယ်။ဘာစီလိုနာကလည်းနီကိုဝလန်ကိုခေါ်နိုင်တော့မှဖြစ်တဲ့အတွက် Redford ပါဝင်တောင်ပန်ကစားသမားကိုတမ်းမခေါ်တော့လို့သိရပါတယ်။ United ဒီသူကစားသမားတွေကိုရောင်းထုတ်ဖို့ကခဲနေပြီးRedford ကာနာဂျူဆန်တိုဖိုင်လက်အန်တိုနီဆန်တိုတို့ကိုရောင်းချဖို့ကခဲနေပြီးလောက်ကလက်စားတဲ့များစွာပြည့်ရှိနေရပါတယ်။